PC ကိုလည်း Prado 3ပေ9လက်မ freezer လေးပါ3ပေ9လက်မ freezer လေးပါဘောနမက ERF 300 G နဲ့လာမယ်နော်ဒါလေးကတော့သူ့ရဲ့ body design color အနေထားအကြောင်းလေးပါခင်ဗျာ compressor 9နှစ်နဲ့အပေဒီခံတဲ့ gray color လေးကိုသုံးထားတယ်အတွင်းမှာတော့ glass type ပါမယ် fiber can ဖြစ်မယ် renegade တွေပါမယ်တော့ခတ်လို့ရမယ်ဘိန်းပါမယ်ဒါ sorry ဒါဘာကကျွန်တော် accessory ပစ္စည်းလေးတွေเนาะ accessory ပစ္စည်းလေးတွေပါမယ်အတွင်းက fiber နဲ့3ပေ9လမ size လီတာ300ဝန်ဆန်းတဲ့ size ပါเนาะ size လည်းတော်တော်ကြီးကြီးကျယ်ကျယ်ပါပဲရမ်းမိုက်တယ်တော့ထွားကြော်လောက်ရှိတယ်เนาะနှစ်ထွားကြော်လောက်ရှိခုပြပေးနေရတော့ Prado ကနေအသစ်တစ်ဖန်ထပ်မံရောက်ရှိလာတဲ့300လီတာ3ပေ9လမဆိုင်ပါဘေးပြအနံကတော့22မှ3လမလောက်ရှိမယ်เนาะအကြမ်းမြင်လေးမိုက်ပါတယ် commercial 9နဲ့အမကန်နေပါကျေးဇူးတင်ပါတယ်